CEO ဟာမိဘအထူးကုတငယ်ချင်းရဲ့စေယုံကနေသူ့ကိုရင်းနဲ့ပတ်ခဲ့တဲ့မိန်းကလေးဟာမျောလင်းချက်မဲ့စွာထွက်လာတာကိုမြင်တော့အံ့အားသင့်သွားတယ်။ဘာလို့သူမဒီလိုနေရာမှာရှိနေတာလဲ။ရက်အနှဲငယ်လိုကမိန်းကလေးဟာဟိုတယ်စပွဲထိုးအဖြစ်အလုပ်လုပ်နေခဲ့တာပါ။မိန်းကလေးကသူ့ကိုတောက်စရာတစ်ခုလာပို့တဲ့အခါသူမရဲ့ဖြူစင်ပြီးနူးညံ့တဲ့ပုံမှန်တံကသူ့အာယုံကိုချက်ချင်းဖန်ဆသွားတယ်။ပြီးတော့သူမအမေကိုကူညီဖို့ပတ်စံကန့်လန့်ခဲ့ပေမဲ့အစပိုင်းမှာတော့သူမလက်ခံဖို့တွတ်ဆုတ်နေခဲ့ပေမဲ့နောက်ပိုင်းမှာတော့သဘောတူခဲ့တယ်။မညတညအတူတူနေပြီးနောက်မှာ CEO ဟာသူမအမေကိုကူညီဖို့သဘောတူထားတာထက်ပိုတဲ့ပတ်စံကိုပေးခဲ့တယ်။ဒါပေမဲ့သူမကတွတ်ဆုတ်ခြင်းမရှိပဲပိုနေတဲ့ပတ်စံကိုပြန်ပေးခဲ့ပြီး CEO ကိုအထင်ကြီးစေတဲ့ရိုးသားမှုကိုပြသခဲ့တယ်။အဲ့ဒီညမှာသူ့တငယ်ချင်းနဲ့စကားပြောနေတော့ညကအမတ်တရားကိုသူမဘာလို့မိဖွားစေယုံမှာရှိနေလဲဆိုတာနားမလဲပဲမိန်းကလေးမှာရီးစားရှိမရှိတွေးမိခဲ့တယ်။အဲ့ဒါက CEO ကိုမိန်းကလေးရဲ့အခြေအနေကိုပိုပြီးသိကျင်စေခဲ့တယ်။သူမဒီလောက်စူးစမ်းခဲ့ရတဲ့အကြောင်းရင်းအစစ်အမှန်ကသူမရဲ့အမေကိုထောက်ပံ့ဖို့ပဲဆိုတာနောက်ပိုင်းမှာသူသိလာခဲ့ပြီးသူမအပေါ် CEO ရဲ့လေးစားမှုကပုံမနှဆိုင်စေခဲ့တယ်ပြီးတော့မိန်းကလေးကိုမကြာခဏတွေးဖို့သူမရဲ့မျက်နှာကိုမကြာခဏမြင်ရဖို့ CEO ဟာသူ့ရဲ့ကိုယ်ပိုင်ခန်းမှာစပွဲတို့ဖြစ်တယောက်တည်းနေဖို့စီစဉ်ပေးခဲ့တယ်။မကြခင်မှာပဲသူမဟာရှန်လုပ်ငန်းစုကနေကန့်လန့်ချက်တစ်ခုရရှိပြီးဟိုတယ်ကနေရုတ်တရက်နှုတ်ထွက်ခဲ့ပါတယ်။အဲ့ဒါကသူမရဲ့နောက်ဆုံးနေ့ပါ CEO ကသူမအလုပ်ထွက်သွားတာကိုသိသွားတဲ့အခါမမျှော်လင့်ထားတဲ့ဆုံးရှုံးမှုကိုခံစားခဲ့ရပါတယ်။အဲ့ဒီညမှာတယောက်ကသူမရဲ့အလုပ်အသစ်ကိုဂုဏ်ပြုဖို့ကန့်လန့်တဲ့အခါ CEO ဟာမမျှော်လင့်ထားတဲ့မနာလိုမှုကိုခံစားခဲ့ရပါတယ်။အားလုံးထွက်သွားပြီးနောက်သူမကိုတောက်စရာတစ်ခုကန့်လန့်ခဲ့ပေမဲ့သူမကညှင်းဆန်ခဲ့ပါတယ်။ညှင်းဆန်မှုက CEO ကိုပိုပြီးဒေါသထွက်စေပြီးသူမကိုထပ်မံဆွဲဆောင်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခါတော့မိန်းကလေးကသူ့ကိုပြက်ပြက်တသားညှင်းပယ်ပြီးသူ့မျက်နှာကိုရေနဲ့ပတ်ခဲ့ပါတယ်။ဒေါသထွက်မဲ့အစား CEO ကသူမကိုပိုပြီးစိတ်ဝင်စားလာခဲ့ပါတယ်။နောက်တစ်နေ့ဝန်ထမ်းတစ်လေ့ကျင့်ရေးအတွင်းမှာ CEO ဟာသူမရဲ့တတိဖြစ်ကြောင်းသိရှိခဲ့ရပြီးသူမရဲ့အရင်လုပ်ရက်တွေကအလုပ်တစ်ကိုထိခိုက်စေမလား CEO ကနောက်မှသူမကိုအလုပ်ထုတ်မလားဆိုတာကိုတိတ်တဆိတ်စိုးရိမ်နေခဲ့ပါတယ်။ CEO ကမိန်းကလေးကိုအိမ်ပြန်ပို့ပေးဖို့အတင်းအကျပ်တောင်းဆိုခဲ့ပြီးသူမကလည်းသဘောတူခဲ့ပါတယ်။သူတို့ရောက်လာတဲ့အခါ CEO ကသူ့ရဲ့စစ်မှန်တဲ့ရည်ရွယ်ချက်ကိုထပ်ပြီးထုတ်ဖော်ပြောဆိုပြီးနောက်ထပ်ရရောတဲ့ကန့်လန့်ချက်တစ်ခုနဲ့သူမကိုဖြောင်းဖျားဖို့ကြိုးစားခဲ့ပေမဲ့မိန်းကလေးကတည်ငြိမ်ပြီးခိုင်မာစွာညှင်းဆန်ခဲ့ပြီးကျမကအဲ့ဒီလိုလူမျိုးမဟုတ်ဘူး။အရင်ကကျမရဲ့လုပ်ရက်တွေကမိခင်အတွက်ငွေလိုအပ်နေလို့သာဖြစ်တယ်လို့ရိုးရိုးသားသားပြောခဲ့ပါတယ်။ရက်အနှဲငယ်ကြာမှသူမနေမကောင်းဖြစ်လာခဲ့ပါတယ်။တတိထားပြီးဆေးဝယ်ပြီးစစ်ဆေးကိရိယာတစ်ခုကိုသုံးခဲ့ပါတယ်။တုံရီနေတဲ့လက်တွေနဲ့သူမမှာမျက်နှာကြောင်တွေ့လိုက်ရပြီးကိုဝင်ရှိနေမှန်းသဘောပေါက်သွားခဲ့ပါတယ်။သူမအံ့အားသင့်သွားပြီး CEO ရဲ့တငယ်ချင်းဖြစ်တဲ့ OG ဟာပြဿနာကိုမြန်မြန်ဆန်ဆန်ဖြေရှင်းပေးခဲ့ပြီးသူကသူမအတွက်ဘေးကင်းတဲ့လုပ်ထုံးလုပ်နည်းတစ်ခုကိုစီစဉ်ပေးခဲ့ပါတယ်။စေကန်းထဲကထွက်လာတော့ CEO ကသူမကိုထပ်တွေ့ပြီးသူ့တငယ်ချင်းကိုဘာဖြစ်နေရလဲလို့အမြန်မေးခဲ့ပါတယ်။သူမရဲ့အမှန်တရားကိုသိလိုက်ရတဲ့အခါ CEO မျက်နှာဟာဖြူဖြော့သွားခဲ့ပါတယ်။